Hello ဒီနေ့မှာတော့အီလေးတော့နင်းလန်းပေါင်းများစွာကိုပြပြသွားမှာဖြစ်ပါတယ်အီလေးရောပထမဆုံးကကြာရင်ရော ID နဲ့လောက်ထားတဲ့အိမ်ထဲမှာအင်ဂျီဘယ်လိုလေးရလဲဆိုတာလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်ပြီးတော့လေးစလိုက်ကြရအောင်အရင်ဆုံးအီလေးရောတည့်ရဲ့အတိုင်းပဲမီနူထည့်ဝင်ပါမယ်ဝင်ပြီးပြီဆိုရင်တော့အီလေးရောဒီအီလေးများပြထားတဲ့ဟာလေးတစ်ချက်နဲ့လိုက်ပါမယ်ပြီးရင်လေးတော့ဒီဟာလေးအလေးများပြထားတဲ့ဟာလေးတစ်ချက်နဲ့လိုက်ပါမယ်။နေပြီးဆိုရင်ဒီလိုမျိုးရေပေါ်လာပါလိမ့်မယ်။အလေးကကြာရင် ID မထည့်တော့ပဲဒီဟာလေးတစ်ချက်နဲ့လိုက်ပါမယ်။တော့ line နဲ့မှရမှာပေါ့နော်။အလေးကကြာရင်တော့ဒီပေါ်ဆုံးကအင်္ဂလိပ်ကိုယူလိုက်ပါမယ်။ခဏစောက်ပေးရမယ်ပေါ့နော်ဒီလေးတော့ရောက်ပြီဆိုတော့အလေးတော့အခန်းမှာရေးပြပြပါမယ်အပေါ်ဆုံးထက်မှာလေးအလေးလုပ်ပြပေးပါမယ်ပထမဆုံးဒီခန့်လုပ်ပါပေးပါမယ်ပထမဆုံးအလေးတော့မီနူထဲဝင်ပါမယ်မီနူထဲကိုဝင်ပြီးဆိုရင်တော့အီလေးရောအီလေးများပြထားတဲ့ဟာလေးတစ်ချက်နဲ့လိုက်ပါမယ်အီလေးရောနိုင်ပြီးဆိုရင်ဒီလိုမျိုးဟာလေးတွေပေါ်လာပါလိမ့်မယ်အဲ့လိုပေါ်ပြီးဆိုရင်အီလေးရောအီလေးများပြထားတဲ့ဖက်လေးကိုနည်းနည်းလေးဆွဲလိုက်ပါမယ်အီလေးရောဆုံးထိဆွဲပြီးဆိုရင်တော့အီလေးများပြထားတဲ့ဟာလေးကိုတစ်ချက်နဲ့လိုက်ပါမယ်အီလေးတော့နိုင်ပြီးဆိုရင်တော့အီလေးများပြထားတဲ့ဟာလေးကိုအီလေးများပြထားတဲ့အတိုင်းအပေါ်နည်းနည်းဆွဲတင်လိုက်ပါမယ်ဒီ cloth area ဆိုတဲ့ဟာလေးတစ်ချက်နဲ့လိုက်ပါမယ်ဒီလိုမျိုးနဲ့လို့ပြီးဆိုရင်တော့အီလေးရောဒီလိုမျိုးဟာလေးပေါ်လာပါလိမ့်မယ်အဲဆိုရင်အီလေးရောဒီမှာအင်ဂျီလေးလို့ရပါပြီနော်တော့နောက်တစ်ခုပြောပြပါမယ်နောက်တစ်ခုကကြာရင်ရောလေးမိတ်ကပ်ပြင်နေလေးဖြစ်ပါတယ်လေးမိတ်ကပ်ပြင်နေလေးပြောပြပါမယ်ဓမ္မဆုံးမီနူလေးထဲဝင်မှာလေးတော့ဝင်ပြီးဆိုရင်တော့ဒီနှစ်ခုတွေကကြိုက်တဲ့တစ်ခုကိုနှိုက်လိုက်ပါလေးကိုနှိုက်ပြီးဆိုရင်တော့ပြထားရေးဒီများပြထားရေးဟာလေးတစ်ချက်နဲ့ရပါမယ်။လို့နိုင်ပြီးဆိုရင်ဒီပေါ်လေးကိုဆွဲတင်လိုက်ပါမယ်နော်။ဒီလိုဆွဲပြီးဆိုတော့ဒီဟာလေးတစ်ချက်နဲ့လိုက်ပါ။အဲ့လေများပြထားတဲ့ mic cat ဆိုတဲ့ဟာလေးတစ်ချက်နဲ့လိုက်ပါ။နိုင်ပြီးဆိုရင်တော့ရပါပြီ။အဲ့ဒီကို eyeliner ပဲလုပ်မလားဒီဟာရဲ့အများကြီးရှိပါတယ်၄ခုရှိပါတယ်နော်။ကိုကြိုက်တဲ့ဟာကိုသုံးလို့ရပါတယ်သုံးပြီးဆိုရင်တော့အီလေးရောဘယ်လိုဖြတ်မလဲဆိုတော့ဒီဟာလေးတစ်ချက်နဲ့လိုက်ပါများပြထားတဲ့ဟာလေးကိုတစ်ချက်နဲ့လိုက်ပါအီလေးလောက်ပြပါမယ်လောက်ပြီးဆိုရင်အီလေးကဖြတ်မတက်ရင်ဒီ wrist ဆိုတဲ့ဟာလေးတစ်ချက်နဲ့လိုက်ပါဒီလိုကိုကြိုက်တယ်လို့ဖြတ်လို့ရပါတယ်ရပါပြီနောက်တစ်ခုကကြာရင်တော့အီလေးတော့ဥမာဘယ်လိုမျိုးချစ်သူတွေဖြစ်လို့ရအောင်ဘယ်လိုလုပ်ရလဲဆိုတာလေးလုပ်ပြပေးပါမယ်။ဘာလို့ဘယ်လိုလုပ်ရမလဲဆိုတော့အီလေးကိုမြုံမှပြပေးပါမယ်။အီလေးများပြထားတဲ့ဟာနေရာလေးကိုတွဲရပါမယ်။အခုအီလေးများပြထားတဲ့ဒီနေရာလေးကိုတွဲရပါမယ်။အဲ့ကနေအီလေးကအဲ့ဟာကြာရင်တိတ်မတိတာလို့နောက်တစ်ခုကနေပြပေးပါမယ်။မီနူလေးထဲဝင်လိုက်ပါမယ်မီနူလေးထဲဝင်ပြီးဆိုရင်ရောအေးလေးရောဒီလိုမျိုးစပေါ်လာပါလိမ့်မယ်ဒီလိုမျိုးပုံစံတေးသေးလေးနဲ့ပေါ်လာပါလိမ့်မယ်စခုမှဘာလေးမသိဘူးအေးလေးမဖက်တတ်ပါဘူးအေးဟာလေးသွားပြီးဆိုရင်ဒီနားရောက်ပါမယ်ဘိုင်အေးလေးကိုပတ်စံရှိဖို့လိုပါရဲ့နော်အေးဆိုရင်အေးလေးဂေးဟုံးက
နေပတ်စံရန်တောင်းတော့ယူလိုက်ပါမယ်ရပြီဆိုတော့အီလေးပတ်စံတော့ယူလိုက်ပါမယ်ခုနနေရာလေးပဲတားလိုက်ပါမယ်နော်ဒီတော့ပတ်စံရန်တောင်းခွဲရပြီဆိုတော့ဒီပိုင်းလေးတစ်ချက်နဲ့လိုက်ပါအီလေးတော့ဒီမှာအများကြီးပေါ်လာပါလိမ့်မယ်အဲ့ဒီထဲကမှဒီ low portion ဆိုရဟာလေးတစ်ချက်နဲ့လိုက်ပါနော်ရန်အေးကကြာရင်တော့ရန်တောင်းပဲကြာပါရဲ့လိုက်ပြီဆိုရင်အီလေးရောဒီမှာတစ်ခုရပါပြီအီလေးရောရပြီဆိုရင်ကိုဖြစ်ရှင်သူနဲ့တော့ပေါ့နော်အီလေးကဘွိုင်းဟွန်သွားလိုက်ပါမယ်โอเคရောက်ပါပြီသူရှေ့ရောက်ပြီဆိုရင်တော့အီလေးရောအီလေးရောရောက်ပြီပေါ့နော်ရောက်ပြီဆိုတော့အီလေးရောကြာရင်မတော်ပြီပေါ့နော်အီလေးရောသူရှေ့ရောက်ပြီဆိုရင်ကိုလိုချင်တဲ့သူတယောက်နဲ့ရှေ့ရောက်ပြီဆိုရင်အီလေးများပြထားတဲ့ဟာလေးတစ်ချက်နှိပ်လိုက်ပါအဲ့နှိပ်ပြီးဆိုရင်ခုနဝေထားရလေးတွတ်ပါလိမ့်မယ်ဝေပြီးဆိုရင်တော့အီလေးကိုဂဲဆိုရဟာလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်တော့အီလေးတော့ခုနဝေထားရဟာလေးတစ်ချက်နှိပ်ပေးလိုက်ပါနော်သူ့ပေးလို့ပြီးပါပြီဝေသူမတောက်သေးပါဘူးနော်ဟောပြီအဲ့ဆိုရင်တစ်ခုရပါပြီနော်နောက်တစ်ခုကြာရင်ရောအီလေးရောအီလေးပြပေးမယ်ပေါ့နော်ခဏဒီလိုမျိုးပေါ့နော်အီလေးရောဒီလိုမျိုးကိုကြိုက်တဲ့စာရေးလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြပြသွားမှဖြစ်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့အီလေးလုံးမီနူးချွေဝေရပါမယ်ဝင်ပြီးဆိုရင်ရောအီလေးရောဒီဟာအီလေးများပြထားတဲ့ဟာလေးပဲတစ်ချက်နှိပ်ပေးရပါမယ်အီလေးရောနှိပ်ပြီးဆိုရင်တော့ဒီဟာလေးတစ်ချက်နှိပ်ရပါမယ်ဦးလေးအီလေးရောဒီကိုကြိုက်တဲ့ဟာလေးတစ်ချက်ရေးလိုက်ပါမယ်ရေးပြီးဆိုရင်တော့ okay ကိုနှိပ်လိုက်ပါမယ်ပြီးရင်အီလေးကိုဒီတိုင်းရေးလိုက်တော့ပုံမှာမဟုတ်ပါဘူးဒီဟာလေးအီလေးများပြထားတဲ့ဟာလေးရေးပြီးဆိုရင်အေးဟာလေးတစ်ချက်နှိပ်ရပါမယ်နှိပ်ပြီးဆိုရင်ဒီလိုပဲဆက်တိုက်ပေါ်နေပါပါမလို့ရင်ဦးဆိုရင်ရောအီလေးရောဟိုမှာရေးပြီးဆိုရင်ဟုတ်ပြီမလားအီလေးကိုမလို့ရင်တော့ဆိုရင်ဒီအမိုက်ရှစ်လေးနှိပ်လိုက်ရင်ပြီးပါပြီမဟုတ်ရင်လေဒီစားမှာပေါ်နေဦးမှာဖြစ်လို့ပါအကြရင်ရောចောင်းသားတွေကိုလူကြီးနေအောင်လုပ်တဲ့နည်းလေးပြပြသွားမှဖြစ်ပါတယ်ဘယ်လိုလုပ်ရလဲဆိုတော့အဆုံးထိကြည့်ပေးပါဒီမှာចောင်းသားတွေရှိပါရဲ့နော်ဒီမှာចောင်းသားတွေရှိပါရဲ့ဘယ်လိုနည်းအောင်လုပ်မလဲဆိုရင်တော့တည့်ရဲ့တိုင်းမီနူးထဲဝင်ပါမယ်ဝင်ပြီးဆိုရင်တော့အီလေးတော့စန်တင်ထဲဝင်ပါမယ်ဝင်ပြီးဆိုရင်တော့အီလေးတော့ဒီလိုမျိုးဒီအပေါ်ကဒီဟာလေးပေါ်လာပါလိမ့်သားတွေကိုနေချင်ဒီကကျင့်နေပြီပေါ့နော်60ဆိုပြည့်ပြီဒီဟာတွေကိုနှိပ်လိုက်ပါအီလေးတော့ကျောင်းသားနဲ့စီတီဗီရှိုးလို့ရပါတယ်အဲ့ဆိုရင်အီလေးကိုကျောင်းသားရဲ့နေသွားမှာဖြစ်ပါတယ်ကျောင်းသားရဲ့နေသွားပါပြီကျောင်းသားရဲ့ထက်များချိန်တော့အီလေးကိုခုနအတိုင်းပဲအစင်းစစ်လောက်သွားပြီးရောဒီလိုမျိုးအပြည့်လောက်လိုက်ရင်တော့ကျောင်းသားရဲ့အကုန်ရောက်လာပါလိမ့်မယ်အီလေးတော့နောက်တစ်ခုကြာရင်တော့မလေးဆိုရင်ရောအီလေးရောဘယ်သူမှမရှိစေရှင်ဘယ်လိုလုပ်ရလဲဆိုတော့ပြပြတော့ပါပဲပထမဆုံးမီနူးလေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးဆိုရင်တော့ဒီ setting ထဲဝင်ပါမယ်ဝင်ပြီးဆိုရင်တော့အီလေးရောဒီမှာအများကြီးတွေ့ပါမယ်တွေ့ပြီဆိုရင်တော့ကိုအားယောက်ျားလေးတွေကိုမတွေ့ရှင်ဘူးဆိုရင်ဒီဟာလေးတစ်ချက်နဲ့ရပါမယ်နှိပ်ပြီးဆိုရင်တော့ရေးတွေမလိုက်လာရအောင်ဆိုရင်တော့အီလေးများပြထားတဲ့ဟာလေးပဲနှိပ်ပေးရပါမယ်နှိပ်ပြီးဆိုရင်တော့ယောက်ျားမင်းကလေးတွေမတွေ့ရှင်ဘူးဆိုရင်လေဒီများနှိပ်လိုက်ပါမယ်များဒီဟာလေးကိုနှိပ်လိုက်ပါမယ်ကားတွေကိုမတွေ့ရှင်ဘူးဆိုရင်အီလေးများပြထားတဲ့ဟာလေးပဲနှိပ်ရပါမယ်ဆရာမတွေကိုမတွေ့ရှင်ဘူးဆိုဒီဟာလေးပဲနှိပ်လိုက်ရပါမယ်အဲ့အတိုင်းပဲအကုန်လုံးနှိပ်လိုက်ပါရေးလေးကโอเคတကယ်လေးအလုပ်ဖြစ်လာဆိုတော့ကြည့်ပါမယ်โอเคထွက်ကြည့်ပါမယ် Vine ကြံသေးလား
ဟာပြောဘွိုင်းမရှိဘူးအဲ့လိုတွေ့တဲ့အတိုင်းလုပ်ကြည့်ရပါတော့တကယ်လေးဟုတ်လားမဟုတ်လားတော့မသိဘူးဒီလိုကျောင်းကိုသွားကြည့်မယ်ဒီကျောင်းမှာဆင်မပြေတော့ဒါကတော့တကယ်ဆင်မပြေဟာပေါ့နော်ကျောင်းသားတွေပဲရှိမှလားမဟုတ်ဆရာမတွေပဲရှိမှလားသွားကြည့်မယ်ပေါ့နော်โอเคဒီကလေးအလုပ်ဖြစ်ပါရဲ့ဘယ်သူမှမတွေ့ပါဘူးအဲ့ဆိုရင်ကားတွေကိုတွေ့မှာလားတော့လုပ်ကြည့်မယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကရှင်းနေပါပြီအားလုံးပဲ bye bye